ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ Daily Reaction Football YouTube Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့သုံးသက်ပေးချင်တဲ့အသင်းကတော့ဒီပြီးခဲ့တဲ့တနင်္ဂနွေနေ့ညတော့ကန်သွားတဲ့ Real Madrid နဲ့ Barcelona ပွဲကိုကျွန်တော်ပြောပြချင်တယ်ဒီပွဲက Barcelona က2-1နဲ့ပဲရှုံးသွားတာပါနော်2-1နဲ့ရှုံးသွားတယ်ဇယားမှာဆိုရင်လေ Barcelona က20 Real က29 5မှကွာနေတယ်နော်အဲ့ဒီပွဲမှာပွဲစချင်းမှာ9မိနစ်မှာ Vinicius ကြောင့်အမ်ဘာပေတို့သူတို့ပယ်နတီရတယ်ဒါပေမဲ့ VI ပြန်ကြည့်တော့ပယ်နတီကမပေးဘူးမပေးတော့ဟိုဆော်ရကနည်းနည်းပါတက်တယ်ဒါပေမဲ့အဲ့ဒီပွဲကဆတော့12မိနစ်မှာအမ်ဘာပေကတလုံးမြေမှာကြောက်ဘောကန်လိုက်တာအဲ့နဲ့ကူရတယ်အဲ့နဲ့ VI လေးပြန်ကြည့်တယ် VI ပြန်ကြည့်တော့ညူကြီးကနည်းနည်းလေးကျွန်းနေတယ်အဲ့နဲ့ VI ပေးတော့ VI ကြည့်ဖြတ်မပေးဘူးဖြတ်မပေးတော့အဲ့နဲ့သူတင်ကိုတင်သူတိုက်ကိုတိုက်ထက်တိုက်တအားကောင်းတာ Real Madrid ခွင့်ရည်တော်တော်လေးရတယ်အများရတယ်အဲ့နဲ့ပွဲချိန်22မိနစ်အချိန်မှာဂျူဘလင်ဟန်ကနေအမ်ဘာပေကိုတလုံးထိုးပေးလိုက်တယ်အမ်ဘာပေလွတ်သွားပြီးမှကောင်းလေး finishing ကန်လိုက်တယ်အဲ့နဲ့တောင်းထဲကျပြီးမှ1-0ဖြစ်သွားတယ်1-0လည်းဖြစ်ရောနောက်ထပ်38မိနစ်မှာ Rafford ရလာတဲ့အလုံးကို Flaming ကိုထိုးပေးလိုက်တာအဲ့နဲ့ Flaming ကကန်လိုက်တယ်အဲ့နဲ့ကိုးသွားတယ်အဲ့နဲ့1-1ဖြစ်သွားရောဖြစ်သွားပြီးမကြမှာပဲ Vinicius ကချိုးတင်ပေးလိုက်တယ်အဲ့ဗီဒီယိုလည်းမတွေ့ဘူးကောင်းတိုက်လိုက်တာအဲ့နဲ့ကိုပါစီကိုကြော်ထားပြီးမှဂျူဘလီဟန်နာရောက်တယ်ဂျူဘလီဟန်ဖြည်းဖြည်းလေးနဲ့ကောက်သွင်းလိုက်တယ်ဗောနော်အဲ့နဲ့2-1ဖြစ်သွားရော2-1က43မိနစ်မှာ2-1ဖြစ်သွားတယ်အဲ့နဲ့ Vinicius တို့လည်းနည်းနည်းလေးဘယ်လိုပြောမလဲ aggressive ပိုဆန်လာတယ်အဲ့နဲ့ဆော့တော့ပထမပိုင်းပြီးသွားတယ်ဒုတိယပိုင်းရောက်လဲရောက်ရောဒီ Real နီးပြဆပ်ပီလွန်ဆိုကဘာပြောလဲတော့မသိဘူးဒါပေမဲ့အကုန်လုံး Real Madrid player တွေအကုန်လုံးအောက်ဆင်းတယ်အမ်ဘာပေကတော့နည်းနည်းလေးကွန်းလင်မှာရက်ခဲ့တယ်တန်တဲ့လူတွေအကုန်လုံးကပတ်တန်းရှိမှာပဲသူတို့ကအမှားဘောလေးလည်းဖြစ်နေတယ်အကူပါစီလိုနာကလည်းတကုံထိုးစစ်ဆင်တယ် pressure လေးပေးဟိုရမယ်ကလည်းပေတောင်ပန်းနေဖောက်မရအောင်မရတော့အလေပြန်လာအလေဒီ midfielder နေနဲ့ဆော့တယ်အဲ့လည်းမရဘူးဟိုရမယ်ကလည်းဟိုသွားလိုက်လုံနေတာအဲ့နဲ့မရအခွင့်ကြီးတော့နည်းနည်းပါတော့ရပါတယ်ပြန်ခွင့်နေပါရတယ်ဒါပေမဲ့ကွာတော့လည်းပုတ်လိုက်တယ်တော်တော်လေးကောင်းတယ်ကွာတော့ဒီည Real လည်းဒီဘာစီလိုနာတိုက်လို့ပြန်လွတ်လာတဲ့အလုံးကိုကောင်တာအတန်းနဲ့ပြန်တိုက်တာလေကြောက်စရာကြီးဗျာတကယ်ကြောက်စရာကြီးတက်လိုက်3ရောက်4ရောက်ခါတော့ကိုကြီးလေးနဲ့ပင်လင်ဟန်တို့လာတယ်ဗီနီစီယက်လာတယ်အမ်ဘာပီတို့ပြင်အနောက်မှာဘူးလို့လဲဘေဗာဒီတို့ပါလာတယ်ဗျာအဲ့နဲ့ကိုခါနေလေးတွေပဲအဲ့နဲ့နောက်တလုံးကပင်လင်ဟန်လူကျွန်းသွားတယ်အဲ့တလုံးလဲကိုးတယ်ဗျာဒါပေမဲ့လူကျွန်းတော့ကိုမပေးလိုက်ဘူးအဲ့နဲ့ဟန်စီဖလစ်လည်းမရတော့လူစားလေးတယ်လူစား friend ဒီကြောင်းတွေပါလူစားလေးလည်းမရဘူးဘလို့တိုက် Real Madrid ကအမှ17ရောက်လုံးကိုရှိနေတာအဲ့နဲ့တိုက်လို့မရဘူးဖြစ်နေတယ်အဲ့နဲ့2-1နဲ့ပဲပြီးသွားပါတယ်ဒီပွဲမှာအမ်ဘာပေတာဒီပနတီကိုဝင်မယ်ဆိုရင် result က3-1လောက်ဖြစ်သွားမှထင်တယ်ဒါပေမဲ့ကိုရမာလည်းတအားကောင်းတယ်ဒီပွဲမှာဘာစီလိုနာအနေနဲ့သူကိုရမာကအရန်ကိုအလုပ်လုပ်တယ်အရန်လည်းစစ်ပြီးတယ်နော်ကိုရမာကမစစ်ဘူးဆိုရင်4-1လောက်သွားမှထင်တယ်အရန်ကောင်းပါတယ်ကကျွန်တော်တူတယောက်ရဲ့အမြင်ပါအမလာရှင်းခလို့ပြပါဗျအားလုံးပဲကျေးဇူးတင်ပါတယ်